မင်္ဂလာပွဲကိုအချင်းယုံနဲ့ရိုးရှင်းဆုံးကျင်းပခဲ့ပေမဲ့ဘယ်မင်းသမီးမှမလုပ်ဖူးတဲ့အပြင်ဆင်နဲ့ပွဲထွက်ခဲ့တဲ့မုံ MRTV4 ကတရုတ်ဆောင်မင်းသမီးမုံကတော့ပြီးခဲ့တဲ့ရက်မှာပဲတော်တော်ဝဝနဲ့လက်ထပ်သွားခဲ့တာဖြစ်ပါတယ်။မုံက MRTV4 ရဲ့ခေတ်ဦး series တွေမှာဇက်တိုက်တရုတ်ဆောင်ခဲ့ရပြီးပရိသတ်တွေရဲ့အားပေးမှုရခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်တွေမှာတော့အကြောင်းမျိုးမျိုးကြောင့်ပရိသတ်အားပေးမှုလျော့သွားခဲ့တာပါ။ကိုရိုင်းကလည်းကားရိုက်နေလာသလိုအခြား MRTV4 တရုတ်ဆောင်တွေလောက်နေရာပေးခြင်းမခံရတာကြောင့်မုံကိုဆိုရင်တော်ရုံမတိကျတဲ့သူတွေတောင်ရှိလာပါတယ်။ဒါကြောင့်မုံရဲ့ကိုကြီးကိုရာကိစ္စတွေမှာပရိသတ်တွေသတိထားမှုနည်းခဲ့ပြီးပြီးခဲ့တဲ့ရက်ကမင်္ဂလာဆောင်မှာတော့မုံရဲ့ MRTV4 ညီအကိုမောင်နှမတွေကမျှဝေခဲ့မှသာသိခဲ့ရတာပါ။မုံကကိုရိုင်းကလည်းမင်္ဂလာပွဲနဲ့ပတ်သက်ပြီးဆိုရှယ်မှာဘာမှမတင်ပဲတူတူတိတ်တိတ်နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ခင်မင်းရင်းနှီးတဲ့မိတ်ဆွေတချို့ကသာဖိတ်ကြားခဲ့ပြီးအချင်းယုံလုပ်ခဲ့တာရှင်။ဒါပေမဲ့မုံရဲ့မင်္ဂလာဆောင်ကအခြားဘယ်မင်းသမီးမှမလုပ်ဖူးတဲ့အပြင်ဆင်နဲ့ပွဲထွက်ခဲ့တာဖြစ်ပါတယ်။မုံရဲ့ခင်မွန်းကအရာရှိကြီးဖြစ်တာကြောင့်မြန်မာနိုင်ငံရဲ့ဈေးအကြီးဆုံးစားသောက်ဆိုင်မှာစပီးပုတ်စီပြီးပွဲထွက်စေခဲ့တာပါ။မုံလိုမင်္ဂလာပွဲထွက်ပုံခက်ဆန်းဆန်းကိုမြန်မာနိုင်ငံကအချမ်းသာဆုံးခရိုနီကတော်ဝင်းမုံရွှေတောင်မလုပ်ခဲ့ဘူးတာကြောင့်မုံရဲ့မင်္ဂလာပွဲအပြင်အစင်းနဲ့ပတ်သက်ပြီးသုံးသက်ချက်တွေလည်းထွက်ပေါ်နေခဲ့ပါတယ်။ဒါအပြင်မုံရဲ့ခင်မွန်းကအသက်ကြီးကြီးရရှိကြီးဖြစ်နေတဲ့အပေါ်မှာလည်းဝေဖန်မှုတွေရှိနေခဲ့တာပါ။တချို့ကဆိုရင်မုံကဒုတိယဇနီးဖြစ်တယ်လို့လည်းသတင်းတွေထွက်နေခဲ့ပါတယ်။ပရိသတ်တို့အနေနဲ့ရောမုံရဲ့မင်္ဂလာပွဲအခမ်းအနားနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်။